ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်ကိုယ်ဒုက္ခကိုလက်စသိမ့်အောင်ကျင့်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြပါစေလို့ရှေးဥစွာမေတ္တာပို့သပေးလိုက်ပါတယ်နော်သစ္စာတရားတော်တို့ကိုဟောကြားရ၌အနန္တဂုဏ်အင်ကျေးဇူးရှင်များဖြစ်ကြသောဘုရားယရဏတရားယရဏသံဃာယရဏယရဏတော်မြတ်သုံးပါးတို့နှင့်တကွအမိဖဆရာသခင်ကျေးဇူးရှင်အပေါင်းတို့အားပူဇော်ကျေးဇူးဆတ်သောအဖြစ်၎င်းဦးဇင်းမျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောတန်တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆတ်သောအနေနဲ့ဟောကြားသွားမှာဖြစ်ပါတယ်အလုံးသောသူတော်ကောင်းအပေါင်းတို့လည်းမိမိတို့ရဲ့မမေ့မလျော့မပေါ့ဆသောတတိတရားမလျှော့သောဇွဲလုံးလာကိုအရင်တီးပြီးတော့ရရှိထားတဲ့လူဘဝခဏကလေးကိုတန်ဖိုးရှိအောင်အသုံးချကြပါလို့ရှေးဥစွာလေးစားစွာနဲ့တိုက်တွန်းပါတယ်နော်တတိယကျိန်တရားပူဇော်ပွဲငါးညဓမ္မဒီနေ့ငါးညပြည့်မြောက်တဲ့နေ့ဖြစ်သည့်အားလျော်စွာဦးဇင်းတို့ဆရာသမားများဘက်ကဝတ္တရားရှိသည်နဲ့အညီဒါနောက်ဆုံးနေ့ဆိုတော့မာဒန်တရားလို့ဒီလိုဦးဇင်းတို့မှာအစဉ်လာတွေရှိပါတယ်အဲ့တော့ဒီကဓမ္မတွေနဲ့ဦးဇင်းတို့9ရက်တိုင်ပေါ့လေသင်ယူမှုပြသမှုနာယူမှတ်သားမှုတွေလုပ်လို့ဒီနေ့နေထိတန်းပြီးမြောက်တဲ့နေ့ကိုရောက်တော့မယ်အဲ့တော့မနေ့ပြန်ဆိုရင်ဒီမြို့နေနဲ့ခွဲမယ်ပေါ့လေခွဲတော့လည်းသိမဝေးပါဘူးဟိုဘက်6မြို့ကိုသွားသို့တော့ဦးဇင်းပြောချင်တာလေးကကြောက်ကြောင်မြို့ရဲ့အာဏာချက်တစ်ခုကိုမှီပြီးတော့ဦးဇင်းဒီနေ့အကောင်းဆုံးဖြစ်အောင်ဦးဇင်းဘက်ကတာဝန်ကြီးအောင်ဆုံးမပေးပါမယ်လို့ဒါဦးဇင်းဘက်ကပေးတဲ့ဂတိပေါ့လေနော်အဲ့တော့တရားကောင်းစဉ်ကတော့တန်ရာပဲရမယ်လို့ဒီလိုပေးထားတယ်နော်ဗာလဲဒါလေးပြောချင်တာတန်ရာပဲရမယ်ဆိုတဲ့ကောင်းစဉ်ပေးပြတာတကြောင်းပေါ့အခုတို့ယောဂီတွေအားလုံးကိုဦးဇင်းကသာသနာတော်ကြီးသည်ကွယ်လူကွယ်ကင်းအနေအထားကိုရောက်နေတယ်ဆိုတာပညာရှိသောမျက်လုံးနဲ့ကြည့်သောသူတွေမြင်ကြပါလိမ့်မယ်သာသနာဘာကြောင့်ဆုပ်ယုပ်ပြက်ပြားကွယ်လူလူရောက်ရပါသလဲမေးသာသနာနဲ့ထိုက်တန်တဲ့အမှုအကျင့်တွေထိုက်တန်တဲ့ကျင့်စဉ်တွေကင်းကွာသွားကြလို့အဲ့တော့တန်ဖိုးရှိတာကိုရကြရင်ထိုက်တန်တဲ့ယဉ်နှီးမှုတော့ရှိရမယုံမလွန်တဲ့ကြိုးစားမှုလည်းရှိရကြိုးစားမှုမရှိဘဲနဲ့အချောင်ရကြရင်တော့ခြောက်တာပဲရမှာပေါ့ရှင်းလားအဲ့တော့ဦးဇင်းကတခုကလေးဒီနေ့လက်နဲ့ဆရာတော်ကြီးဒီလိုဆရာတော်ကြီးတရားပွဲရှိပါတယ်အဲ့ဒီမှာတို့တရားဓမ္မတွေသက်သိလေးထူပေးစေခြင်းကြောက်ကြောင်ပရိသတ်ကတရားနာပရိသတ်ထဲမှာတော့အမျိုးမျိုးအနေနဲ့တနိုင်ငံလုံးလှည့်လာတာအညံ့ဆုံးဦးဇင်းဒီမျိုးရဲ့အတင်းကိုတခြားမျိုးရောက်မှပြောတာများပါတယ်သို့တော့အခုတဲ့ပြောတာဘာလို့လဲဆိုတော့မဖြစ်တော့လို့ဓမ္မဂရိကဆရာတော်ပလင်မော်ရောက်သည့်ထိတောင်မှစကားသံမတိတ်သေးဘူးတရားဟောတော့မဲ့အချိန်တောင်ကွက်စီလှုပ်တော့နော်အမတန်စိတ်ပြည့်ဖို့ကောင်းတယ်ဒီပိဿအဲ့ဒါဘာလဲဆိုတော့သာသနာနဲ့မထိုက်တာသာသနာတော်ကြီးဟာအခုပြောကြတယ်နိုင်ငံခြားသာသနာပြုနိုင်ငံခြားသာသနာပြုဟိုနိုင်ငံခြားဆိုတဲ့ပုဂ္ဂိုလ်ကဟောလေနိုင်ငံအသီးသီးကဥဒ္ဒနဂျာမနီကဘ
ုံတော်ကြီးတွေဩစတြေးလျဆွစ်ဇာလန်သံဃာတော်တွေနဲ့ဦးဇင်းတို့အတူတရားအထုတ်ဖူးတယ်အဲ့တော့ဗမာသံဃာတော်တွေကမောင်းခောက်ပြီး10မိနစ်15မိနစ်လောက်နောက်ကျအချိန်ဆွဲပြီးမှလာကြဟိုပုဂ္ဂိုလ်တွေကဒီမိနစ်ဒီအချိန်မှာဒီနေရာရောက်ရမယ်ဆိုဒီနေရာကိုဒီခြေလမ်းနဲ့ရောက်လာသိတိကျအလူတစ်ခုပေးတယ်ဦးဇင်းတို့ပြန်ကနီးမှာစခန်းကထွက်တော့မယ်ဆိုတော့ကိုတက်နိုင်သလောက်လိုက်လှူတယ်အလူမခံဘာကြောင့်လဲဆိုတော့ဦးဇင်းလှူတဲ့ပစ္စည်းဟာသူတို့အတွက်မလိုလို့တဲ့ဆရာမှာထားတဲ့လိုတာပဲယူတဲ့ဗမာဘုန်းကြီးတွေက4-5ခုလိုက်တောင်းတယ်သူတို့မယူငါပေးပါမရှက်ဘူးနော်အဲ့ဒီမှာဦးဇင်းတို့စိတ်ဓာတ်တွေမထိုက်တန်တော့ဘူးနော်ဒီတိုင်းပဲဆက်သွားရင်တော့ဒုလက်ထဲမှာသာသနာမတည်နိုင်တော့ဒါလေးကိုမြင်လို့ဦးဇင်းတဲ့ပြောရတယ်လို့အားလုံးနားလည်ပေးပါနော်အဲ့တော့ဦးဇင်းတို့သာသနာပြုရတဲ့နေရာမှာထိုက်တန်တဲ့အရင်အနည်းတော့ပေးရပါလိမ့်မယ်အဲ့တော့ဦးဇင်းတစ်ခုတောင်းပါညင်ပါတယ်ဒီ9ရက်အတွင်းမှာဦးဇင်းတရားဓမ္မတွေနဲ့သာသနာတော်အရေးကိုရှေ့ရှုပြီးတော့ဦးဇင်းပြောခဲ့ဟောခဲ့ပြုစုပြောထောင်ခဲ့တဲ့နေရာမှာဦးဇင်းရဲ့ကာယကံဝစီကံမနောကံနဲ့တကွအခုသာသနာပြုပဲညီနောင်တွေဖြစ်တဲ့သာသနာရက္ခိတအသင်းကြီးတို့ရဲ့အသင်းသူသင်သားညီတော်နောင်တော်တွေဦးဇင်းရဲ့မိဂရာဝုံမိသားစုညီတော်နောင်တော်တွေရဲ့ကာယကံဝစီကံမနောကံအပြစ်တစုံတရားများယောဂီတို့စိတ်တိုင်းမကြတာရှိခဲ့ရင်အလုံးသီးခံခွင့်လို့ပေးပါလို့ဦးဇင်းကဒီပလင်ဘောကနေပဲအလုံးကိုတောင်းပါပါတယ်နော်အလုံးခွင့်လို့နိုင်ပါလားခင်ဗျာခွင့်လို့တယ်ဆိုတဲ့စကားလေးကြားပြရစီဟဲ့လားအကျွေးထပ်တင်နေမှာဆိုလို့နော်လွတ်လို့မလွတ်လို့လွတ်လိုက်ကြတော့နော်ဟမ်ဒါမှပြောကြရင်ပြောလို့ရမှာဟုတ်ဟမ်အလုံးခွင့်လို့နိုင်သလားဦးဇင်းဘက်ကလည်းယောဂီတို့အားလုံးကိုသာသနာရက္ခိတအသင်းသူအသင်းသားနဲ့တကွဦးဇင်းဝေယဝဆပြုသူတွေကမပြုသူတွေကအားလုံးဦးဇင်းပေါ်မှာကာယကံဝစီကံမနောကံဘယ်လိုပင်ပြစ်မှားထားပါစေဘယ်ပုံစံပြစ်မှားသီးခံခွင့်လွတ်ပါတယ်လို့ဒီနေရာကပဲသင်ပုံရှိပါတယ်ဟုတ်ပြီလားအဲ့တော့လည်းပြန်ဆရာတော်ကြီးတရားပွဲလဲတော်ကောင်းတို့သွားကြလေဦးမယ်သွားတဲ့ခါကျရင်အကောင်းဆုံးသာသနာပြုနည်းလေးနဲ့တရားဟောနေရာကိုတရားဟောမဲ့ဓမ္မဌာနကိုရောက်တာနဲ့ဘာစကားမှမပြောဘဲနဲ့သာသနာကိုစောင့်ရှောက်ပေးကြပါလို့ဦးဇင်းမေတ္တာရက်ခံခဲ့ပါတယ်ဆရာတော်ကြီးတို့နဲ့ဦးဇင်းတို့ကမကြားဒီလိုစုံကြီးစမ်းကြီးတွေးကြပါတယ်နားထောင်မယ်ပေါ့လေသတဲ့ကိုနော်တန်ညာပဲရမှာနော်ရှင်းလားသဘောကောပေါက်သလားမိမိကထိုက်တန်တဲ့အရင်ဒီပေးဆက်မှတန်ဖိုးရှိတာကိုနိုင်ငံခြားသာသနာပြုအဲ့ဒါတွေပြောကြတော့ဦးဇင်းကိုဒီမလားကဩစတြေးလျအမေရိကန်ပေါ့လေနိုင်ငံလမ်းပင်တော့ရှင်ဗျာဒီလိုနိုင်ငံကိုကြွပေးပါဆိုတော့ဟာနိုင်ငံဆိုပါလားခါတိုင်းကမြို့နဲ့ရွာပဲငါပင်နော်ခုနိုင်ငံလို့ပြောတော့ဘယ်နိုင်ငံတော့ကြွလို့ဆိုတော့ဩစတြေးလျပါဖျားတယ်တယောက်ကလည်းအမေရိကန်ဆွစ်ဇာလန်ကပါဆန်ဖရန်စစ္စကိုကပါတယ်ဆိုတော့အဲ့ဒါကြွပေးပါမကြွနိုင်ဘူးနောက်နေ့မကြွဘူးကွာဟာရှင်ဗျာဘယ်လိုကြီးတော့မရတဲ့နော်ဆရာတော်ပုဂ္ဂိုလ်တွေဆိုရင်တပည့်တော်တို့ဘယ်နေ့ဘယ်ရက်ငါတော့ချက်ချင်းမဖြစ်နိုင်ဘူးဒီလိုရှင်ဗျာဒီနေ့လည်းမဖြစ်နိုင်ဘူးနောက်နေ့လည်းမဖြစ်နိုင်ဘူးဆိုတော့ဘယ်လိုသဘောလဲတဲ့ငါနိုင်ငံတည်းကသာသနာပြည့်တော့မယ်ကွာလို့အဲ့တော့ငါအတ္တကြောင့်တော့မဟုတ်ဘူးလို့အမြင့်ချောက်သွားရင်တော့ဒီအပင်ဘလို့မှမဆိုနိုင်ဘူးဟဲ့လို့အဲ့တော့အမြင့်မချောက်အောင်ငါတာဝန်ယူအောင်မယ်ဘယ်မှမသွားသေးဘူးကွာလို့ရှင်းဒီစကားကိုလည်းဥစဉ်ဂုံယူခြင်းလို့ပြောတာမဟုတ်ပါဘူးဒါဂုံယူစကားလည်းမဟုတ်ပါဘူးကိုပေါင်းကိုလန်ထောင်းရတယ်လို့ပဲအမတန်ရှက်စရာကောင်းပါတယ်အဲ့တော့ကြောက်ပြောင်းမျိုးလူမျိုးသားတွေသာသနာကိုချီးမြှောက်ကြတဲ့အနေနဲ့တရားတော်ကိုတက်ကြွလာယူကြတာဥစဉ်အများကြီးကျေးဇူးတင်တယ်သာဓုလည်းခေါ်သို့တော့စီကံသေဝတ်မှုအပိုင်းကိုအလုံးကူညီပြီးတော့နော်သာသနာတော်ကိုစောင့်ရှောက်ပါအောင်ဆိုတာလေဒါလေးမှားခြင်းနေရှင်းသလားပြောင်းနေရောက်သိခံစိတ်ခွန်းလို့စိတ်မနေ့ကလည်းပြောခဲ့ပါပြီအရေးကြီးတဲ့တရားပါပဲဗါတယ်လေနှစ်ဖက်မြင်အောင်ကြည့်ပေးပါအဲ့တော့ဒီနေ့တော့နောက်ဆုံးမှားရန်တော့တန်ရာပဲရမယ်အဲ့ဒါလေးနော်ကိုယ်ထဲကလက်လွတ်လိုက်ရပြီဆိုတော့ငါတို့နဲ့သာသနာနဲ့မထိုက်တန်တော့လို့ဒီလိုသာမှတ်ကြပြီတော့နော်
အဲ့တော့အဆုံးရှုံးခံကြမလားရအောင်ထိမ့်မလားဖြေခါဘိုးဘွားလက်ထက်ကလျင်ရှိသည့်တကောထမညိုးဖို့ငါတို့ကရှားတာမဟုတ်ဘူးသူများရှားပွေစိုက်ပြိုးပြီးသားအပင်လေးကိုမချောက်အောင်ရေလောင်းရတာဒါမှမဆောင်ရှောင်းနိုင်ဘူးဆိုရင်ဘယ်သူညံ့တယ်လဲရှင်းသလားဘယ်သူမပြုဘူးပါအဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဤသာသနာသည်ဦးဇင်းတို့တော်ကောင်းတို့အတွက်တန်ဖိုးရှိမရှိရှိပါအဲ့တော့ထိုက်တန်ဖိုးရှိတဲ့သာသနာကိုတန်ဖိုးရှိတဲ့လူတွေနဲ့မှသာမဖြစ်လေထိုက်တန်ပါလေယရနာဆိုတာထိုက်သူမှစံရရှင်းသလားဒီပြောလို့ရင်းလေးကိုအလုံးနားလဲသလားအဲ့တော့တခုကလေးပေါ့ကျန်တာတွေနောက်ရှင်ဘုရားတရားဓမ္မတွေဒါတွေပြင်းနေကြရင်နောက်လိုအပ်တာလေးတွေတကွက်ချင်းအကြောင်းညီညွတ်ရင်ထောက်ပြပေးပါအဲ့တော့အခုတော့အရေးကြီးဆုံးပြင်ရမှာအဲ့ဒီတခုဒါလေးကိုဦးဇင်းတို့မနေ့ပြန်သတင်းနားထောင်နေသဘောပါသလားအားလုံးခုဦးဇင်းမှာပြင်မော်ရောက်နေပြီတရားဟောတော့မဲ့အချိန်သီလပေးပြီးပြီစကားတမ်းမသိသေးဘူးဦးဇင်းရောက်ရအေးရမှာအဲ့ဒီအတန်မတိတ်ရင်မဟောဘူးရက်ဆောင်တယ်ဒါပေမဲ့ကြောင်ပလောင်ပိဿကိုတော့သဘောပေါက်တယ်ရက်ဆောင်နေလဲသူတို့တဏှာကြီးဆောင်တဏှာကြီးလုံးပြောမှာပဲနော်အဲ့တော့ငါအကျိုးမရှိနိုင်ဘူးဆိုပြီးတော့ဒါစက်တိုက်ပြောရတာနော်အဲ့တော့ငါတို့ကွာဘုန်းကြီးကထင်သေးရလေခြင်းလို့ခံမျိုးစိတ်ကလေးနဲ့ကြိုးစားရင်ကိုကျင့်တတ်ပါပြီရှင်းသလားမကျင့်တတ်လို့ဘယ်သူတွေမကျင့်တတ်တာကိုမှလည်းဥဒုမင်္ဂလာဂရုစိုက်လို့မရှိပါဘူးဘာဖြစ်လို့ဆိုတော့အမှန်ကိုပြောအမှန်ကိုလုပ်နေသူအတွက်မကျင့်တတ်သူမကြိုက်သူမနစ်သက်သူများတယ်ဆိုတာလည်းသဘောပေါက်တယ်အဲ့တော့ဘယ်သူတွေရန်လို့တို့ကောင်းရာကောင်းကျိုးနဲ့အမျိုးဘာသာသာသနာအတွက်ဆိုရင်အသက်ပင်ပေးပြီးသားဖြစ်တဲ့အတွက်ဘာကိုမှဂရုစိုက်လိုက်မယ်မဟုတ်ပြောစရာရှိတာတော့ပြောရမှာရှင်းသလားကောင်းပြီအဲ့ဒါလေးကိုဦးဇင်းတို့ဒီနေ့ဝတ္ထုသက်သေလေးနဲ့ပြောပေးမှဖြစ်ပါတယ်အဲ့တော့မြန်မာလူမျိုးတို့သည်ဦးဇင်းတို့ခဏပြောသလိုပဲအမှန်တန်ပြင်းတဲ့အချောင်ကြိုက်ကြတဲ့အတွေ့ဖြတ်လန်းနည်းကိုကြိုက်တော့စီးပွားရေးကစလောဘကြီးဖြတ်လန်းကြိုက်တော့လွယ်မာသောကိုယ်ွယ်မှုတွေများစွာသူတော်ကောင်းတို့ဘာသာသာသနာထဲမှာရောရှက်ဖြစ်စည်းခံနေရတယ်ဆိုတာမသိကြဘူးလားသိပါပါတခုခုလို့တော့မရေရသာပြသရာရွေးပြီဆိုရင်ဒါဗြဟ္မဏရဲ့နောက်ဆက်ချင်းခံရပြီဘုရားကပြောထားခဲ့တာသုနခတံသုမင်္ဂလံသုဘဘာတံသုဟုတ်တိတံသုခနောသုမှုဟုတ်တော်သသုယိတ်သံမြမသာရိတုပြောခဲ့တာမရှိဘူးလားသိပါဘူးလားအဲ့ဒါသုနခတံသုမင်္ဂလံသုဘဘာတံသုဟုတ်တိတံသုခနောသုမှုဟုတ်တော်သသုယိတ်သံမြမသာရိတုကောင်းသောနတ်ခတ်နဲ့ကြုံခြင်းနော်ကောင်းသောမင်္ဂလာနဲ့ပြည့်စုံခြင်းဆိုတာတခြားမဟုတ်ဘူးကွာတဲ့ဘယ်ချိန်ဟာကောင်းသောနတ်ခတ်နဲ့ရှင်တယ်လဲဆိုရင်မင်းတို့ကောင်းတာလုပ်နေတဲ့အချိန်ကောင်းတာလုပ်နေတဲ့ခန္ဓာကလေးကကောင်းသောနတ်ခတ်ကောင်းသောမင်္ဂလာကောင်းသောအချိန်ပဲကုသိုလ်လုပ်တဲ့အချိန်ကကောင်းတဲ့အချိန်ပဲကွာရှင်းသလားဒါပေမဲ့အကုသိုလ်လုပ်တဲ့အချိန်ဟာဂျိုသောနတ်ခတ်နဲ့ဆိုင်သလားဒုသုမင်္ဂလာကလည်းအပြတ်ပဲပြောပါတယ်ဘာမှမဆိုင်ပါဘူးရှင်းလားရေရသာပြသနာသစနေတနင်္ဂနွေတနင်္လာကစလူတွေသတ်မှတ်ထားတာပဲငါဘယင်မဖြစ်သေးလို့ဘယင်ဖြစ်ပြင်းနေရှင်းလားတနင်္လာမဟုတ်ဘူးကွာဆိုလည်းပြီးသွားတာပဲတို့မြန်မာနိုင်ငံတကြံကြီးလို့ပေါ့နော်အဲ့တော့ဒေါ်လာကောင်းစီဆိုရမတက်ခင်ကမြန်မာနိုင်ငံရဲ့တကြံကပုံနာပေးတဲ့ရဲ့ကြဟုတ်ပြီနော်ပုံနာတွေကဘယ်နှခတ်နဲ့ဘယ်နှခတ်ဆင်ဆိုသူတို့ကလည်းသူတို့ပွဲလွတ်တဲ့ရက်ကိုချိန်ပေးတာပဲပုံတစ်ခုပုံနှညိုဆိုတဲ့ရှင်မင်းအကြံမေးတွေကဒါကျက်စားခဲ့တာဟုတ်ဗျအဲ့တော့ဘယ်နှခတ်နဲ့ဘယ်နှခတ်နဲ့ရှင်ဘာလို့ဆိုတော့ဒီလိုဒေါ်လာကောင်းစီတက်ပြီးတဲ့နောက်ပိုင်းကျတော့ဘာလို့ဆိုဧပြီ23ဆိုတာမတ်လမှာဘတ်ဂျက်ပိတ်တယ်နော်အဲ့ဧပြီဆိုတော့မတ်လမှာဘတ်ဂျက်ပိတ်ပြီးရင်အစိုးရကအဲ့ဒီအချိန်မှာနည်းနည်းဝန်ထမ်းတွေနည်းနည်းနားသွားပြီအဲ့ဒီနားတဲ့အချိန်နဲ့ကျုံအားလုံးအဆင်ပြေအောင်ဆိုပြီး April 13ပေါ့အင်္ဂလိပ်လို April 73မှာတကြံကျိုးရမယ်ကွာလို့ပြောတော့ပုံသားတွေအဲ့ရက်နဲ့ကြိုက်အောင်နက်ခတ်တွေအကုန်ရှင်တော့ရှင်းလားအဲ့ဒါပဲအဲ့ဒီရက်တရားမင်းလည်းသွားသဝလာပို့ပေါ်လေမင်းစင်းကျင်စင်းမစင်းကျင်နေငါတို့တော့ဆင်းပြီနော်ကိုင်ကြီးကကိုင်လာခဲ့ဆိုလက်ထဲဟိုဟာတွေထည့်ပေးဒါတွေထည့်ပေးပေါ့နော်ချောက်လို့တာဘာမှမဟုတ်
အဲ့ဒီမှာတဲ့နောက်တာစားတဲ့ပုဂ္ဂိုလ်ပေါ့ဆိုတော့တာစားတဲ့နေစားဘာလို့ဆိုတော့အဲ့ဒီနေနတ်သားနတ်သမီးတွေကဘာလို့ရလဲမြမကြီးဥကောင်းကိုကန်ရတာတဲ့နော်တောက်ကြသားသာစားရင်အိမ်မှာတောက်ကြသား3ယောက်တော့ရှိတော့အတာအိုးက3အိုးထိုးပေါ့လေနော်ဒီလိုလေးတွေလောက်ကြဥစဉ်မေးကြည့်တယ်အဲ့မြမကြီးဥကောင်းကဘာလို့တာတော့ဆိုတော့ကန်ထားတာတစ်နှစ်ကိုတစ်နေ့သားပြောင်းကန်ရတယ်တဲ့နော်ဒီပုံသားများမဟုတ်မဟာလှုပ်ဆက်ခင်းပုံပြောပါတယ်နော်ညီကြီးပေါ်ချရင်မီးလောင်သွားမှာနော်ကဘာကြီးပြက်မီးလောင်သွားလိမ့်မယ်ရေထဲချရင်ရေခမ်းသွားမှာဒါဖြင့်ကန်ထားတဲ့လူဘာမှမဖြစ်ဘူးလားအဖေကတစ်ချက်သေးပဲအုံတော့မရှိကြဘူးဆိုတာအဲ့ဒါပြောတာဟမ်ညီကြီးဆိုတာပထဝီကန်ထားတဲ့လူကပထဝီမပါဘူးလားဟိုမြေကြီးကြမီးလောင်ပြီကန်တဲ့လူဘာလို့မလောင်တယ်လဲရှင်းလားညာပဲပုံနာများမဟုတ်မှတော့လှုပ်ဆက်ကတော့မဟုတ်တရုတ်နဲ့မဟုတ်ကလားပေါ့လေနော်ဒီလိုပြောပြန်တော့လေတရုတ်နဲ့ကလားတွေမကြည်နပ်ဘူးဖြစ်ပြန်တော့မယ်အဲ့တော့ဗမာလည်းမဟုတ်ပါဘူးလို့ပြောရမှာပေါ့လေရှင်းသလားလူမျိုးကအဓိကလားစိတ်ဓာတ်ကအဓိကလားအကျင့်တရားပေါ့လေအသိဉာဏ်ကင်းမဲ့ဆိုတော့မြန်မာလူမျိုးတွေဥစဉ်ကယူကျုံရမရဖြစ်တယ်ဆိုတာအမြဲတမ်းဖို့တန်တဲ့ဘုရားသာသနာတော်ကြီးလက်ဝယ်မှာရှိရှေးကဘိုးဘွားတွေကအကုန်လုံးတာဝန်ကြည်ခဲ့ပါရဲ့နဲ့အချောင်ကြိုက်တော့အချောင်လိုက်တော့အချောင်နဲ့တန်တယ်အချောင်မရရှင်းလားဘိုးအောင်ဘိုးမင်းကောင်ဒါသူတို့ဘာလို့ကြိုက်တယ်ဆိုပုံမြင်တဲ့ဇက်လိုက်ကြီးတွေနဆတိုးတာဟာလေဗမာတကူပါဗျတလုံးဖြက်ပြန်တော့ဗါတဲ့ပုံမြင်တဲ့ဇက်လိုက်ကြီးရှင်းလားနဆတိုးတာကဗမာတကူမဟုတ်ဘူးခင်ဗျဓမ္မတကူဟိုဒီနေ့တရားပွဲပြီးရင်ခင်ဗျားတို့ရေစက်ချပြီးဘာလို့မလဲအမြဝယ်ပြုခဲ့သမျှကုသိုလ်တွေကိုဘာလို့ပါအမြဝယ်လိုက်တော့ကိုယ်ကုသိုလ်တွေရော့သွားသလားနဆတိုးလာတယ်လောက်တာရဲ့နှစ်ပြန်ရတယ်အဲ့ဒါဓမ္မတကူရှင်းလားအဲ့ဒါကိုရော့ကျိတ်လိုက်ဘာသာကျိတ်လိုက်တဲ့တော့တခြားဘာသာကြားတွေဒုစကားတွေယူသုံးသလိုပေါ့လေအခုအဲ့ဒီသာသနာပြည့်တည်းရလဲသာသနာတွင်းကစကားတွေကိုမတန်မရာယူသုံးပြီးတော့လူတွေကိုလှည့်စားတယ်ဘာဖြစ်လဲကြက်သားဖြစ်အောင်လုပ်ပေးမယ်ဆိုပြီးကိုဟာတွေအကုန်မသွားတာတွေလဲအကျဉ်းချင်းခံရပြီးပြီရှင်းသလားအဲ့ဒါလဲအရုံးရှိသေးတာပဲရှင်းသလားဘုဇကပေါက်တကရလျှောက်ပြောလက်ကရေးခြင်းအားရေးပြီးခြေကနံပေးတယ်ပြောလို့ပြောဟမ်ရှင်းလားအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ခင်ဗျားတို့အချောင်ကြိုက်လို့အချောင်နဲ့ပဲတွေ့တာရှင်းသလားအဲ့ဒါတန်ရပဲရမယ်ရှင်းလားမှတ်ထားတော့ဒီစကားဘာဖြစ်လဲကျုပ်ဦးဇင်းတို့မောဘဝိပဿနာယောဂီကြီးပြောသလိုဒီတော့အားထုတ်နေတာ10နှစ်ရှိပြီဗျာ15နှစ်ရှိပြီဗျာဘာမှကိုမထူးသေးပါဘူးဘာလို့မထူးတော့တန်ရပဲရမှာပေါ့ဓမ္မတဖို့ကိုမရသေးဘူးဗျာဆိုဓမ္မတဖို့ရလောက်အောင်ကိုမင်းတို့ဘာမထုတ်သေးလို့ပေါ့လုံးတလောက်ပဲရမလို့ရှင်းသလားသဘောကိုပေါက်သလားအဲ့ဒါပါပဲနော်ဗုဒ္ဓရဲ့ဆုံးမတွေကလောကီအတွက်ဆုံးမခဲ့တာလားလောကုတ္တရာအတွက်ဆုံးမခဲ့တာလားအဲ့ဒါတန်ရာပဲရမယ်ဒါတနိုင်ငံလုံးပေါ့လေပြောချင်တာပါပဲကြောက်တော့အမိပြောပေမဲ့ဒီကွေတွေကတနိုင်ငံလုံးပြတ်မှာပါပဲအဲ့တော့တနိုင်ငံလုံးကိုပြောတဲ့စကားလိုပဲမှတ်ပါနော်တန်ရပဲရဘုရားဆုံးမတွေဟာလောကီကောလောကုတ်ကောပြည့်စုံအောင်ဆုံးမသွားတာနောက်ထပ်ဘာမှကိုရှားစရာမလိုတော့ဘူးဒါကြောင့်ခင်ဗျားတို့ကလောကုတ်တရားအတွက်ပါဖေ။လောကီသူမှမသုံးတတ်ဘူးရှင်းသလားလောကီမသုံးတတ်သေးပဲနဲ့လောကုတ်တရားဘယ်နည်းနဲ့မှမရနိုင်လောကကလွန်မြောက်ဖို့ဆိုတာလောကအကြောင်းသိမှာဗျရှင်းသလားသံဃာဆိုတာဘာခေါ်လဲသံဃာဆိုတာဒါမှတဝက်ကြော်တော့မသိဘူးဦးဇင်းသိနော်သံဃာဆိုတာလဲနေတာသံသာရဝတ္တဆိုတာ
အသုံးလေးပြောထားတယ်ဝတ္တဆိုတာလဲလဲနေယူပကအလင်္ကာဘောဗျာလဲတတ်တဲ့သဘောနှစ်ခုကိုထပ်တူပြုထားတန်တရားကလည်းလဲတယ်ဝတ်ဆိုတာလဲအဲ့ဒီလဲပတ်ခြင်းသဘောကိုမသိဘဲနဲ့လွတ်မြောက်ခြင်းသဘောဆိုတာရှင်းရလားသဘောဟောကြသလားအဲ့ထိုက်တန်တဲ့အရင်ဤပေးစပ်မှုမရှိဘဲနဲ့တန်ဖိုးရှိတာရနိုင်ဖို့တော့မလွယ်ဘူးအဲ့တော့ဗုဒ္ဓကြီးအဆုံးအမစီတန်ဖိုးရှိမရှိရှိပါတယ်ထိုက်တန်အောင်ကျင့်ကြပါရှင်းသလားဒါလေးနဲ့ပတ်သက်ပြီးဝတ္ထုလေးတစ်ပုဒ်ပြောခဲ့မယ်ကိုယ့်အကိုဝေဖန်ယူကြဒီတစ်ပတ်တော့ပဋိစ္စသမုပ္ပါဒေသနာကိုမထိနိုင်သေးဘူးကာလဒေသပေါ်ကြည့်ပြီးအလုံးလုံးနေရတဲ့အတွက်နော်ပဋိစ္စသမုပ္ပါခဏလေးဒီနှစ်တော့ rest ပေါ့လေနားထားတယ်နော်ကဲကောင်းပြီသွားမယ်မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးရှိတဲ့ကာလမှာလာလုဒ္ဒာယီပေါ့လေလာလုဒ္ဒာယီဆိုရင်တို့ဆိုရဖြတ်ပါတယ်ကာလုဒ္ဒာယီလို့သာမှတ်နော်ယဟန်ကြီးကာလုဒ္ဒာယီဆိုတာရှိယဟန်ကြီးဘယ်သူလဲကာလုဒ္ဒာယီသာမတော့လာလုဒ္ဒာယီလို့ဆိုတယ်ဒီလောက်ဆိုသိပြီအဲ့တော့သူကဒီပွဲမှာပြောလို့လွယ်အောင်နန်စားသုံးလိုက်ပါလေကာလုဒ္ဒာယီဟုတ်ပြီနော်အဲ့တော့ကာလုဒ္ဒာယီယဟန်ကြီးအဲ့ဒီယဟန်ကြီးကဘာလဲဆိုတော့သူကအကောင်းအမတန်ကြိုက်ဘာလဲအဲ့တော့သာဝတိမြို့မှာသောသာကွန်သားတွေကလည်းမရပါလေအနာတပိန်သိအိမ်ကိုတနေ့900ဝိသခအိမ်ကို900ကောသလမင်းကြီးနန်းတော်နဲ့လည်းပေးရသေးတယ်900ပေါ့အသီးသီးပေါ့လေသို့တော်လည်းပဲဇေတဝန်ကျောင်းထဲတင်ကိုပုံမှန်ယုံနေပါလေမပါသေးဘူးဇေတဝန်ကျောင်းထဲတင်သံဃာ3သိန်းရှိအဲ့တော့အဲ့ဒီဟာတွေကိုလဲပြီးတော့စည်တန်နဲ့မဲချပြီးတော့သွားရတာပေါ့အဲ့တော့ဘယ်အိမ်ကအတုပပင်ထားတဲ့ဘယ်နှပါပေါ့ဘယ်အိမ်ကမင်္ဂလာဆောင်ပင်ထားတဲ့ဘယ်နှပါပေါ့နော်အစရှိတဲ့ဖြင့်အဲ့ဒီမဲတွေကိုစည်တန်ကျွမ်းကျင်တဲ့ယဟန်တစ်ပါးကိုဘုရားကအမြဲတမ်းခန့်ထားတယ်အဲ့ဒီကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ကထေစင်ဝါလိုက်နော်ထေဝါအလိုက်ကိုသင့်တော်ရမဲချပြီးတော့လွတ်အရှင်ဘုရားတို့မနေ့ပြန်ဘယ်အိမ်ကိုစွန့်စားကြော်ပြပါအရှင်ဘုရားတို့ကဘယ်အိမ်ကိုကြော်ပြပါဟောအဲ့ဒီမှာကျမ်းနိုင်တဲ့လူတထေးတကြွယ်နဲ့တရားချက်သူတို့ဆွမ်းကဟင်းကောင်းဟင်းမြတ်တွေနဲ့ခဲပွဲတွေနဲ့ကောင်းကောင်းရတဲ့အိမ်တွေလည်းရှိသလိုနော်ဖြစ်သလိုကတ်ရတဲ့အိမ်တွေလည်းရှိအဲ့ဒီမှာဒီလာကာလုဒ္ဒာယီမထေရကတခါတလေတော့လည်းကောင်းကောင်းစားရတယ်ပေါ့နော်တခါတလေကျတော့လည်းအစင်မပြေချင်းပေါင်းဟင်းနဲ့လည်းတွေ့ချင်တွေ့လာတာပေါ့နော်အဲ့ဒါလိုတွေ့လာတော့ကာလုဒ္ဒာယီကတော့ကျေနပ်ဘူးဟင်းမကောင်းတဲ့ဆင်းရဲသားအိမ်ကြပြီဆိုရင်သူကအဲ့စေးတံမဲချတဲ့ကိုတော့ဂျိုလို့နော်ဘုရားလက်ထက်ကနော်အလကားကောင်ဘာလို့ရှောက်လို့နေမှမသိဘူးဘုရားလက်ထက်ကနော်အလကားကောင်ဘာလို့ရှောက်လို့နေမှမသိဘူးလို့တယ်အဲ့ရန်လို့ပြီးတော့သူမသွားခြင်းနဲ့သွားပေါ်လေအဲ့ဒါနောက်တော့သူသိမခံနိုင်တော့ဘူးမကောင်းတဲ့အိမ်ကများလားသူကဝါငယ်ငယ်ပဲရှိသေးတာကိုဗျသက်သာကြီးနေတာသင်္ကန်းဝတ်တာနောက်မှဝတ်တော့ဝါငယ်လို့သွားရမယ်နေရမယ်ဘာပေါ့ထိုက်တန်ရပဲရမှာပေါ့အဲ့ဒါကိုသူမကျေနပ်ဘူးမကျေနပ်တော့ဘာလို့လို့ဆိုတော့ခတ်တီတွေပဲအာနာတက်သိမ့်သွားစည်ရတဲ့မင်းတယောက်လည်းလှုပ်တတ်တာမဟုတ်ငါလှုပ်မယ်ဖေးဆိုဟိုတော့ဆွဲထုတ်ပြီးတော့သူလှုပ်နော်ဒီလိုလည်းရှိသေးတယ်စည်ရတဲ့မင်းတယောက်လည်းလှုပ်တတ်တာမဟုတ်ငါလှုပ်မယ်ဖေးဆိုဟိုတော့ဆွဲထုတ်ပြီးတော့သူလှုပ်နော်ဒီလိုလည်းရှိသေးတယ်ဘုရားလက်ထက်ကနော်ယာရုလူတာပေါ့ထိုင်ကုန်လူအဲ့ဒါနဲ့ဟိုကိုတော့ပဲပေးလိုက်တဲ့ဟိုဘုန်းကြီးဟိုရဟန်းကလည်းဘုရားခိုင်းလို့သာလောက်ရတာကိုအဲ့ဒါအမတန်တာဝန်ကြီးတဲ့ကိစ္စအဲ့တော့လူမုံများတဲ့ကိစ္စတွေပေါ့အဲ့တော့သူပဲပေးလိုက်တော့ကာလုဒ္ဒာယီလောက်ပါတယ်ရဟန်းကြီးဒီတိုင်းမကြည့်နေအဲ့တော့ကာလုဒ္ဒာယီကျတော့သူလှုပ်ဘူးကင်ဘူးတဲ့ကျွမ်းကျင်တဲ့အလုံးမဟုတ်တော့ထေစင်ဝါစင်တွေလည်းသူမသိဘူးဘယ်သူကကြီးကျယ်မြင့်မြတ်သူဘယ်သူကပုံပြီးတော့တန်ဖိုးရှိသူဆိုတာလည်းမသိဘူးဝါကြီးဝါငယ်ဒါလေးသူမသိဘူးနောက်ပြီးတော့တန်ခါအများအနဲ့ဒါလည်းသူသဘောမပေါက်အဲ့တော့သူဘာလို့ရလို့မသားစီခဲနဲ့ဒါတစုနော်အနေအုပ်စုကကျတော့မြေကြီးပေါ့နော်ဟာနှိမ့်တဲ့လူကျတော့အောက်
မြင်တယ်လူကြီးအပေါ်သွားဒါလို့ရှောက်လုပ်တာပေါ့ဗျာခဲချရတယ်ကြီးပဲအကုန်လုံးအဲ့ဒါနဲ့သူကအဲ့လိုလုပ်တော့ဒီစီမံပုံမျိုးနဲ့တော့သဟတရဖြစ်ပါမလားသူရောကျွမ်းကျင်သလားသူလည်းရောအဲ့ဒီနေရာထိုက်တန်သလားထိုက်တန်လို့ခန့်အပ်လို့အများအနည်းနဲ့တာဝန်မဘောပဲနဲ့သူကသူဇွတ်ယူထားတာဥစ္စာအဲ့တော့ကတောင်းကသိန်းနဲ့စီဝါရေးလည်းမနိုင်လူမှုရေးလည်းမနိုင်ပညာရေးလည်းမနိုင်ဒီလိုဖြစ်တာလိုမျိုးပေါ့ဗျာဟုတ်လားဘာရဏတိပြောပါတယ်ရှင်းလားဟုတ်လားအုတ်ချုပ်ရေးကစီဝါရေးလည်းဝန်ဆက်ပွဲပညာရေးလည်းဝန်ဆက်ပွဲကျမ်းမာရေးလည်းဝန်ဆက်ပွဲဆိုအဲ့တိုင်းပြီးပြက်တာပဲကြားဘူးလားတွေပြောတာပါနော်ဘာလို့ဆိုမကျွမ်းကျင်ပဲနဲ့ရှောက်လို့တာဟုတ်အခုလဲဒီမှာကာလူဓာကြီးပဲနဲ့တော့ဘာမှမကျွမ်းကျင်ပဲနဲ့သူရှောက်စီစဉ်အဲ့တော့ယဟန်နေကုံကစင်းကလေးဟာဖြစ်ကုန်ဘာမှအဆင်မပြေတော့အဲ့တော့မပြေပါများတော့ဘုရားကရှောက်ရှင်ဘုရားဒီလိုဖြစ်ကုန်ပြီယဟန်ကြီးတွေကတော့မထေရကြီးတွေကတော့သိခံပြီးတော့နေကြပါတယ်သို့တော်လည်းပဲတရားဓမ္မတွေဘက်ကကြည့်တော့သာသနာတော်ကြီးဟာကစင်းကလေးဟာဖယုဖယနဲ့အစိအကောင်မတည့်ပဲနဲ့အရှင်ဘုရားဆုပ်ယုပ်နေတယ်တရားဓမ္မတွေအကျိုးစီးပွားပြက်ပြားလာနေတယ်တရားတရားတွေဆုပ်ယုပ်လာနေတယ်အဲ့ဒါငဲ့ညာပြီးအရှင်ဘုရားဆုံးမပါအောင်ဆိုတော့ဘယ်သူလုံးกว่าဆိုတော့ဘယ်သူလဲတော့ကာလူဓာကြီးဩဒီကောင်ကလည်းဟိုတုန်းကလည်းဟုတ်တဲ့ကောင်မဟုတ်ဘူးတဲ့ခုလည်းဟိုတုန်းကလည်းမဟုတ်ပါဘူးခုလည်းဘယ်တော့မှလည်းဟုတ်မဲ့လူတွေမဟုတ်ပါဘူးကာလူဓာကြီးပြောတာပါသဘောပါလားဟိုတုန်းကလည်းဒီကောင်ဘာမှမတတ်ဖဲနဲ့ရှောက်ရမ်းစီစဉ်လို့ဒီကောင်ဒီလိုပဲအကျိုးစီးပွားပြတ်ဘူးတဲ့အခုလည်းလုတ်ပြန်မလားဒီကောင်ဘုရားကဘုရားအဲ့ဒီတော့ဘုရားကျွမ်းကျင်တဲ့ယဟန်ဓမ္မပေါ်လေဒါအနားမှာပညာရှိတဲ့ပုဂ္ဂိုလ်တွေရှိပါအရှင်ဘုရားတဲ့အခုနေရမကြအခုမဟုတ်ပုံသူနဲ့မထိုက်တန်မဲနဲ့ထိုက်တန်ရမဟုတ်ဖဲနဲ့ဝင်ရောက်ဆက်ဖက်ပြုမှုတတ်တဲ့အပြုမှုတော့မြင်ပါပြီတဲ့အရင်တုန်းကအများသူဘလို့ဘာတွေလုပ်ခဲ့သေးတယ်ဆိုတာတပည့်တော်တို့သနာခြင်းကိုအကြောင်းပြု၍ဆုံးမတော်မူပါဗျာဆိုတော့ဘုရားရှင်ကိုလိုမြတ်ကြီးပြောတယ်ဆိုတာကာလူဓာကြီးအကြောင်းပြောတယ်ဆိုတာကာလူဓာကြီးကိုရှုံချခြင်းလို့ပုတ်ကခြင်းလို့နှိတ်ကွခြင်းလို့ပြောတာလားအများကိုပညာပေးလို့ပြောတာလားဘယ်ဒါလေးလဲသိဖို့ကောင်းတယ်ဘုရားနဲ့တကွဘုရားရဲ့တပည့်သားတွေပြောဆိုနေကြတယ်ဆိုတာလူတွေရဲ့အတင်းမဟုတ်ပါဘူးပြုပြင်စေခြင်းလို့ပြောတာကောင်းစေခြင်းလို့ပြောတာအဲ့တော့ဘုရားကအခုပြောပြီဆိုတော့ကဲတို့အရက်လို့ပြောရင်ဒါကာလူဓာကြီးကိုအပုတ်ချတော့မှာပေါ့ဒါဖြင့်ဘုရားကအပုတ်ချတယ်လားကာလူဓာကြီးကိုတခါနဲ့နှိပ်ကွတ်တယ်လားဒါဖြင့်တွေ့တာလားကဲတာလားအဲ့ဒါလေးပြောင်းပေးခြင်းလားဥဒုမင်္ဂလာလည်းလိုက်တွဲနေတာမဟုတ်ဘူးနော်ဘာလို့နေတာလဲကဲနေတာတို့ရိုးရိုးလေးနေလို့ရတယ်ဘုန်းကြီးပဲယဟန်ပဲအေးစေးပါဆွမ်းခံထွက်เสียတော့မလိုပါဘူးကျောင်းမှာဆွမ်းဟုတ်တွေပုံလို့ပါအိမ်မှာကျောင်းကိုနေရာလေးနဲ့ကိုနေစိန်နဲ့နေလို့ရပါတယ်အခုပင်မခံပြီးတစ်မျိုး3ရက်လျှောက်ပြီး5ရက်လျှောက်ပြီးကိုနေရာမဟုတ်ဘူးဆိုကြတဲ့ကဘယ်နေရာမှအဆင်မပြေဘူးရှင်းလားအဲ့တော့ဒီလောက်ပင်မခံပြီးလှုပ်ပေးနေတာကျုပ်တို့အတွက်တော့အခုလူလိုက်တန်းလိုက်တာနဲ့ဟိုမှာဝေပုံကြ300ဆွဲရမှာဒီနေ့လူမနေ့ပြန်မရှိပါဘူးကျုပ်လက်ထက်မှာရှင်းလားဟိုမှာပညာရေးကုညီမှုဖောင်ဒေးရှင်းတွေကျန်းမာရေးကုညီမှုဖောင်ဒေးရှင်းတွေနောက်မှအသင်းခွဲတွေလုပ်ဖို့အစီအစဉ်ရှိပါတယ်ခုပညာရေးနယ်စပ်ဒေသကိုဦးစားပေးပြီးလုပ်ပေးနေတယ်နောက်မှမရှိဆင်းရဲသားချို့တဲ့သူတွေနဲ့မိဘမဲ့များအတွက်စီစဉ်ဖို့ဖောင်ဒေးရှင်းတွေစတင်ပြီးတည်ထောင်ထားပြီးမန္တလေးမှာနောက်ကျန်းမာရေးစင်ကြေဘုံရက်ခွက်နဲ့မရှိဆင်းရဲသားတွေကိုနယ်လက်ကွင်းဆင်းပြီးတော့ကုသမဲ့ဆရာဝန်များနဲ့ဖောင်ဒေးရှင်းဖွဲ့တွေဖွဲ့ထားပြီးအဲ့တော့30ရာတွေအများကြီးပေါ့လေဒါပေမဲ့လည်းတချို့ကြတော့လေတရားတစ်ပွဲအရှင်ပြသိန်း30မှသွား40မှသွားဘာတွေလောက်တာတော့ဆိုတဲ့လူတွေကရှိသေးတာနော်အဲ့တော့အုံနောက်မရှိတဲ့လူတွေတော့အလုံးမရှိဘူးပေါ့ဗျာသဘောပါသလားအဲ့တော့ကိုကျိုးစီးပွားအတွက်တို့အလုံးလုံးနေတာမဟုတ်ဘူးဆိုတာတော့သိဖို့လိုတယ်ပေါ့ရှိပါစေအဲ့ဒီဘိုင်းကဒါဘလို့ထင်မှာကိစ္စမရှိပါဘူးဘလို့ချင်လို့မင်းဘာလို့ချင်လဲမေးလိုက်ကုန်ပြီနော်အဲ့ဒါနော်တို့ကတော့ကြိုက်တဲ့လမ်းကလာခဲ့အစင်းသိမယ်အဲ့တော့ဆိုလိုတာကနော်ထိုက်တန်တဲ့အလုပ်ကိုလုံးမှထိုက်တန်တဲ့အကျိုးကျေးဇူးဆိုတာရမယ်အဲ့တော့ကိုယ်နဲ့တန်ရာလုံးနိုင်ဖို့လဲလိုတယ်မနိုင်ဝန်ထမ်းနေရင်ကောနေရာကြပါမလားအခုဒီမှာကာလူဓာကြီးခတ်တည်နဲ့ဝင်စီစဉ်တဲ့ဒီအလုပ်သူကျွမ်းကျင်သလားမကျွမ်းကျင်မဲနဲ့အာဏာယူထားတော့နေရာယူထားတော့
အားလုံးကစင်ကြရဖြစ်ကုန်ယဟန်တန်ဃာတွေဘာတကူမှအဆင်မပြေတော့မပြေတဲ့အပြင်တရားဓမ္မတွေမှာလည်းလူရတန်းရတာအဆင်မပြေတော့တရားနာကြားခြင်းတဲ့လူကတရားဟောဓမ္မဂရိကရောက်မလားဟမ်အမျိုးစုံကစင်ကြရတွေဖြစ်ကုန်အဲ့ဒါဘုရားပြောတော့ဘုရားကြီးကိုတော်မြတ်ကြီးကအေးကွာနေရာမကျတဲ့လူကလည်းအခုမှနေရာမကျတာမဟုတ်ဘူးဘုရုံးကလည်းဒေဝရလည်းအခုမှမိုက်တာမဟုတ်ဘူးကွာဘုရုံးကလည်းသူကမိုက်စကိုသတ်မသိငြင်မှုဖြစ်တယ်ဒါတလည်းအခုမှမားတာမဟုတ်ဘူးကွာဘုရုံးကလည်းမားတာပဲဘုရားတို့ကျိုးတို့လည်းရှင်းသလားကျောက်ဘုရုံးကအခုမှဆူတာမဟုတ်ဘူးကွာရှင်းသလားသဘောပေါက်ကြရဲ့လားကိုအကျင့်ကိုရဲ့အမှုစရိုက်ကလေးဟာကိုအတွက်နဲ့သာသနာသိက္ခာကျသွားမယ်ဆိုရင်ဘယ်သူအဖြစ်လဲတာဝန်ယူဖို့လိုတယ်ရှင်းလားငါတို့လက်ထက်မှာသာသနာအယောင်တောက်ပြောင်စေရမယ်ဟင်မညုံမေစေရဘူးဘုရားလက်ထက်မှာတရားနာပရိသတ်တွေဒီလိုဆူနေလို့တော့ဘုရားတရားမဟုတ်ပြန်သွားရှင်းတယ်နော်ဒီတဝန်ကျောင်းထဲမှာတန်ခါသသိန်းလူပရိသတ်အများကြီးရှိတယ်ဘုရားစကားမပြောသေးရင်တရားမှတုတ်မှမပြောဘူးငြိမ်ပြီးတော့နေတယ်ရှင်းလားဘာကိုဓိပတိထားတာဘုရားတရားတန်ခါပြန်ပြောဒီနေရာတရားဝဲကျင့်ပါမလို့ဆိုလိုက်ကြတယ်အဲ့ဒီနေရာမှာဘုရားကြီးဂုံတရားဤဂုံသံဃာဤဂုံအကုန်ကိန်းကွက်နေပြီဆိုတာလေးအာယုံပြုထားပါနာမည်ကဓမ္မယုံဓမ္မအာယုံချက်စားရာနေရာရှင်းသလားဘုရင်ပြောတာလေးတွေခင်ဗျားတို့အတွက်တန်ဖိုးရောရှိရလားပြောတဲ့လို့ပြောနေတာနော်ကိုတန်ဖိုးကိုကိုပဲဖော်ရမှာဟမ်ရှင်းသလားမရှိတာတဲ့ဆင်းရဲခြင်းတော့ဆင်းရဲပါစီနော်အသိပညာရှိထားရဲ့ဘာမှကုန်ငယ်စရာတို့မြန်မာနိုင်ငံကမ္ဘာမှာအောက်ဆုံးကနိုင်ငံဆင်းရဲဆုံးနိုင်ငံဒါပေမဲ့ငါတို့မရှက်ဘူးအဲ့ဒါဒါပေမဲ့ဇာရိတ္တပြက်နေတာတော့ရှက်ဟမ်ဆိုင်ကယ်လည်းလွတ်လွတ်လပ်လပ်ရမထားရဘူးကားလည်းအိမ်ထဲထားတာတောင်မှည6ဆိုထကြည့်ရတာမိကွက်ပြောက်မလားတခိုးနိုင်ငံလေတခိုးတဝက်ဓမြဟမ်ဘုယုံဝန်ထမ်းတွေတော့ဓမြဖြစ်ကုန်နော်ဟိုးတစ်ခက်ကတခိုးဟမ်ခိုးတောင်းတာအခုတော့မပိတ်မလုပ်ဘူးဆိုတော့ဓမြဖြစ်သွားတယ်ရှင်းလားဟင်ဒီတိုင်းသာဆက်သွားကြရတော့ရှက်เสียအတော်ကောင်းနေရှင်းလားအဲ့တော့ပြင်သိမပြင်သိအေးအဲ့ဒါဒါပမာနိုင်ငံဗုဒ္ဓဘာသာနိုင်ငံလားလို့လက်ညှိုးထိုးเสียဖြစ်လာပြီရှင်းလားသာရိတ္တမန္တန်နေအရင်မကြည့်ဘူးလားတန်ရာပဲရမယ်ဆိုတော့အဲ့ဒါဥစ္စလို့ဒီအဒီပြီးသွားတဲ့အချိန်မှာကြောင်းပြန်တက်တော့ first time ပေါ့လေ6လသင်တာသင်ခန်းစာ course ကတဝက်မကုန်အဲ့ဒါကြောင်းပြန်တက်ရမယ်ဆိုတော့3လနဲ့ဘွဲပေးပါတယ်မတက်ဘူးပါလို့အဲ့ကြောင်းယူလို့အဲ့အမိန်ငိုလို့အခုယူတော့ယူခဲ့ပါတယ်ပေါ့ဘာဘွဲလဲမေးမနေတော့3ကိုမသုံးတယ်အဲ့ဒီပါ3လနဲ့ဆိုတော့မတက်ဘူးဆိုတော့မြို့နယ်လူကြီးတွေကခေါ်ပြီးတော့တတိပေးတယ်ဘုသူမင်္ဂလာဟဲ့မင်းဒါအခွင့်ရေးกว่า3လနဲ့ဘွဲရမှာငါညီရငါသားရအမေကသူပြောမရတော့လူကြီးတွေတိုင်တော့လူကြီးတွေကြုတ်ကိုညစာသားဘွဲဖိတ်ကျွေးပြီးတော့ပြောတာအဲ့တော့သွားရတယ်ဆိုတော့ဘယ်လိုအဲ့ဒါကိုအဲ့ဒီ3လနဲ့ရမယ်ဘွဲကိုအခွင့်ရေးလို့ထင်တာလားဘာမှမတတ်ဖဲယူရမယ်ဘွဲကိုကျုပ်ရှစ်တယ်ရှင်းလား6လတင်တာတော့ကိုယ်တဝက်မပြတ်သေးတာ3လနဲ့ဘယ်လိုလုပ်သင်ပါလဲဘာမှမတတ်ဖဲနဲ့ကျုပ်ကအဲ့ဒီဘွဲလက်မှတ်ကိုကန်ရမလားအဲ့တုန်းကကျုပ်ပြောခဲ့တာကျုပ်ယူစားပြောတာပါခင်ဗျားတို့ကြိုက်တယ်လို့ပါရှင်းလားတန်ဖိုးကိုယ်တိုင်ကတန်ဖိုးထားတတ်မှတန်ဖိုးရှိပါလားရှင်းလားကုသဝနာတော်ကြီးဟာကဘာမှာအကောင်းဆုံးအဆုံးအမတွေနဲ့ဖွဲ့စည်းထားတဲ့သာသနာ
ရှင်းလားဒီသာသနာရှိရသားနဲ့သူတော်ကောင်းတို့ရဲ့အကျင့်တွေဇာတိတတွေစိတ်ဓာတ်တွေပြက်ပြားနေတာဟာသာသနာတော်ကြီးကြောင့်လားမိမိတို့နေရာမကျတာကိုနေရာမကျတာနဲ့သာသမီမကောင်းမိဘကောင်းဗုဒ္ဓသာသနာပါသိခါကြတယ်ရှင်းလားဒါပြောသေးမပြောသေးသိသေးမသိသေးအဲ့တော့မသိတာချက်ခက်တာတစ်ချက်ရှိတယ်မသိတာတဲ့ဘာခက်လဲမသိကျင်တာပိုခက်တယ်ဘာပိုခက်တယ်အဲ့တော့ဒီတိုင်းပဲနေကြမလားသိကျင်စိတ်ကလေးတွေမွေးကြမလားအဲ့ဒါပါဂုံးစုံပြေလုံးနေပါနဲ့သူများမှန်သလားဟေ့မောင်တို့ရေးဆိုမှန်တယ်ပြုတ်မမှန်ဘူးလားဟေ့မမှန်ဘူးမလုပ်ပါနဲ့ကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားပါရှင်းလားကိုယ်တိုင်သိအောင်ကြိုးစားပါဟုတ်သလားမဟုတ်ဘူးလားမှန်သလားမမှန်ဘူးလားကောင်းသလားမကောင်းဘူးလားရှင်းလားသူများပါဇက်လာမဆုံးစေနဲ့ရှင်းသလားကောင်းပြီအဲ့ဒီပါဇာလုဒ္ဓကြီးထင်ရလို့တော့ဘုရားကပြောတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုဝိုင်းတောင်းပါနေတယ်ဘုရားကအတိတ်ဇက်ကလေးကိုဟောအောင်အဲ့တော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးအတိတ်ဇက်ဆောင်တော့ဗာရဏသီပြည်ပေါ့လေဗျမရမင်းကြီးအုပ်ချုပ်နေတော့ဒါပဲကောင်းပါလေနော်အဲ့တော့ဇတ်တော်တွေတော်တော်များများလဲဒါပဲဆိုတော့တို့ဗမာနဲ့မစိမ့်ပါဘူးဗျာပြည်ရပါတယ်ဗာရဏသီနော်မင်းကဒါပဲအဲ့တော့ဒါသူမခက်တော့ဘူးအကုန်လုံးဒါငယ်ငယ်လေးကလေးကြားဘူးတယ်အဲ့ဒီမှာဘုရားအလောင်းကမင်းကြီးရဲ့အမတ်ဝန်ကြီးပေါ့ဘာဝန်ကြီးလဲဆိုရာပြဝန်ကြီးတဲ့ဘာဝန်ကြီးသူကကုန်ပစ္စည်းကျွမ်းကျင်တဲ့အတွက်တုန်းကတော့မြင်းတွေနွားတွေဒါအယောင်းဝယ်လုံးမှာပေါ့နော်အဲ့တော့ကျောက်တံပရမယားကစပြီးဘိုးဖဲဂရီပါအဆုံးအကုန်လုံးကိုကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ဘုရားကရှင်ဘုရင်ရဲ့ဘာဖြစ်ရာပြဟုတ်ပြီနော်အဲ့မြင်းကုံတယ်ရလာရောက်မြင်းကိုကြည့်မြင်းရဲ့အင်္ဂါရတကြည့်ပြီးဈေးဖြတ်ပေးရှင်ဘုရင်ကဝယ်ပေါ့လေယရနာလာရောက်ဝယ်ပေါ့လေအဲ့လိုရာပြပြီးတော့ရာပြသမားကဘုရားလောင်းဆိုတာပညာရှိသမာလည်းကြအဲ့တော့ရောင်းသူလည်းအစဉ်ပြေအောင်ဝယ်သူလည်းအစဉ်ပြေအောင်ရောင်းသူလည်းမနစ်နာအောင်ဝယ်သူလည်းမနစ်နာအကျိုးရှိအောင်ဆိုပြီးတော့တခါတည်းသူကပြပေးတော့အဲ့ဒီပြမရမင်းကြီးကဘုရားလောင်းရာပြန့်ကိုသဘောမကျဘူးဘာဖြစ်လဲဒီကောင်ရာဖြတ်ပုံနဲ့တော့ငါစည်းတင်ကုန်းတော့မှာတော်ရုံတန်ရုံငါဘက်ကပေးပြီးတော့အချောင်ရဖို့ပြန်ဒီကောင်မလုပ်ဘူးဒီကောင်လည်းတော့မဖြစ်ဘူးဘယ်ရင်ဘာရကြလဲရကြမဲလို့နဲ့ကျုပ်လို့နဲ့တော်တူတယ်လို့ပြောရမှာနော်ရှင်ဘုရင်ဘာရကြလဲဟိုရာပြက်ကသိတိကျလွန်းတယ်သူလည်းသဟဇာတာမဖြစ်တော့သူဘာလုပ်လဲဆိုတော့နန်းတော်ထက်ကနေကြမ်းနေတယ်ဒီကောင်ကငါရာလို့ဖြုတ်ရမယ်အဲ့တော့ဘယ်လိုဖြုတ်ရမလဲစဉ်းစားတယ်အဲ့တော့ကြည့်နေရင်းနဲ့နန်းတော်ပရင်းကနေလမ်းကြည့်တဲ့လူတစ်ယောက်ကိုသွားတွေ့အဲ့ဒီလူကကာလုဒ္ဓကြီးအလောင်းပေါ့နော်အဲ့ဒီလူတစ်ယောက်ကသွားပုံလာပုံကလည်းဗယံပရာနေပုံထိုင်ပုံကလည်းဗယံပရာဆိုတော့ငါစိတ်တက်ကပေါ်နေတာပေါ့နော်လူတွေရဲ့အမှုအကျင့်ကအဲ့ဒါပဲလောဘကြီးတဲ့လူကအချက်ပြဆောက်တတ်တယ်နော်ဒေါသကြီးတဲ့လူကဖဏောင်ပေါက်ပြီးသွားတယ်လူကမကြည်တဲ့မျက်လုံးနဲ့ကြည့်အဲ့ဒါဒေါသနော်ရှင်းသလားမောဟအာကြီးတဲ့လူကတော့ပြီးတာပဲကွာကြည်တာလုံးလိုက်ကြတယ်သဘောပါလားငါအေးပြတ်တယ်ဆိုတာမျိုးလို့ပေါ့အဲ့ဒါဘာကြီးလို့မောဟကြီးမသိတာပဲကောင်းပါတယ်ဆိုတာအဲ့ဒါလေးပေါ့နော်အဲ့တော့ဒီပုဂ္ဂိုလ်ရဲ့အမှုအကျင့်ကိုကြည့်လိုက်တယ်ရှင်ဘုရင်ကြည့်ဒီကောင်ကတော့နည်းနည်းလက်ပေါ်လော်လီတဲ့ပုံစံရှိတယ်ငါနဲ့ကြိုက်တယ်လာပြီဟင်ဘာလို့တတ်တယ်လက်ပေါ်လော်လီတဲ့ရှင်ဘုရင်သူနဲ့တန်ရာပဲရမယ်လို့ပြောတာနော်သူစိတ်ကလည်းအချောင်ကြိုက်တော့အချောင်သမားနဲ့သွားတွေ့မှာအဲ့ဒီကောင်ခေါ်ပြီးတော့လာမင်းငါပြောတဲ့အတိုင်းလုံနိုင်သလားလုံနိုင်ပါနဲ့တမိုးမရှိတဲ့လူဆိုတော့လို့ပဲရှင်ဘုရင်ပြောတယ်မင်းငါပြောတဲ့အတိုင်းလုံနိုင်မလားဘာလဲတော့နည်းနည်းမှမစင်စားတော့မင်းသွားသေးလိုက်တော့ဘယ်နဲ့လုံရှင်းလား
အဲ့ဒါဘာလို့လဲလုံးနေမှလည်းမစင်စားဘူးကြိုက်သွားပြီရှင်မင်းကဒါမျိုးကြိုက်တယ်နော်ငါထောက်ခံမဲ့လူပဲကြိုက်တော့ဘူးဟမ်ငါပြောတဲ့အတိုင်းလုပ်ပေးနိုင်တယ်ဆိုရင်โอเคပဲအဲ့ဒါပြင်မင်းရာပြတာဝန်ယူဟိုကောင်တော့တိုင်းရဘုရားလောင်းကရာပြကဘာဖြစ်သွားအနာပေးလိုက်သွားမင်းအနာယူတော့ဒီလူရာပြငါပြောတဲ့အတိုင်းချက်ဘာလဲလဲဘာရာပြကြီးဝန်ကြီးအသက်ခံနော်ဒါဝန်သက်နဲ့ဘာလဲဖြစ်သွားပြီတိုင်းပြီလားဘာရဏသိမ့်မှာနော်အဲဟိုမမကန်လုံးတော့ကောင်ပေးမယ်နော်ဖြစ်ခဲ့ပုံပြောပါတယ်နော်ဒါဘုရားလောင်းကဘုရားရှိခိုးတော်မြတ်ကြီးပြောတော့ဘာရဏတိဒီရာဘက်ကလည်းကဲရှင်မင်းကဒီလိုဖြစ်ခြင်းကဖြစ်ပေါ်ငါနားတော်နာသေးတယ်ဆိုလည်းဘုရားဘူးလေးပါလေးသွားပေါ့နော်ငါပလီလေးပါလေနားနေလိုက်တော့ပေါ့အဲ့ဒီမှာဒီဂရုလာကြီးအလောင်းအမကဟာလာသမျှအကုန်လုံးသူကြိုက်တဲ့ဈေးသူလုံးချင်တယ်လို့ရှင်ပြင်းဖြစ်ကြတာအကုန်ဖြတ်ပေးလိုက်ဆိုတော့ကုန်းတယ်တွေဘာဖြစ်တော့အထိနာအကုန်မင်းဆိုတော့လည်းဖြတ်ပြီးရောင်းရတော့တာဟုတ်ပြအဲ့တော့အဲ့လိုနေတဲ့နေရာမှာတနေ့ကျတော့မြင်းကုံတယ်တွေနော်တခြားသောတိုင်းပြည်တွေကမြင်းကောင်းကောင်းထွက်တဲ့တိုင်းပြည်တစ်ခုကမြင်းကုံတယ်တွေလာတော့မြင်းကောင်းကြီးတွေ900ပါလားမြင်းဘယ်လောက်ပါလားအရင်ရပြတ်တုန်းကတော့သူတို့ကအဖိုးခကောင်းကောင်းရတယ်ဒါရှင်မင်းရဲ့တိုက်အင်အားဖြည့်ဖို့ဆိုပြီးတော့မြင်းနေပေါ့ဒါရောင်းတော့ဒါသွင်းကုန်တစ်ခုအနေနဲ့သူတို့ယူလာပြီးတော့လာအပ်တော့ရမြတ်ကဒီတစ်ခါတယောက်ဖြစ်နေအဲ့တော့ရှင်မင်းရှိတယ်မဲ့ရှင်မင်းဟာမြင်းနေ900လာတယ်ကဲရမြတ်ကြီးဖြတ်စမ်းဒါဘယ်လောက်တန်တော့ဒီမြင်း900ဘာတန်မလဲဆန်တကွန်းစားလောက်ပဲတန်ဆန်တပီပေါ့ဗျာတကွန်းစားဆိုရှုပ်ပါတယ်ခုခေတ်လို့နားလဲအောင်ပြောပါတယ်စံတပီပဲတန်တယ်ဘယ်လောက်တဲ့စံတပီပဲတန်တယ်တဲ့အဲ့ဒီမြင်း900ကိုရှင်ပြင်းစံတပီပေးလိုက်ဘယင်ကဒါမဖြစ်လို့တော့စိတ်ဆိုးသွားမှတယ်နော်မြင်း900ကိုဘယ်လောက်တဲ့စံတပီတဲ့ဆိုတော့ဟိုကမြင်းကုန်တယ်တဲ့ဟိုက်ဒါဘယ်လိုဖြစ်တယ်လဲဟုတ်ပြီနော်ရှင်လေးပြောင်းကုန်ပြီအရင်ဝန်ကြီးမဟုတ်တော့ဘူးနော်အဲ့ကောင်ရံဖြတ်ပုံလဲဆိုဒုက္ခပဲဆိုတော့မဟုတ်ပါဘူးပြောရမှာလဲဟိုကဘယင်ဖြစ်နေတာနော်အဲ့တော့သူတို့အခက်တွေ့နေတော့နေပါဦးသူတို့ရောင်းနိုင်မရောင်းနိုင်စဉ်းစားပြရစေဦးအေးစဉ်းစားငါမို့လို့တပီပေးတာမင်းဘောပါလားတခြားလူဆိုမင်းတို့ပေးမှာမဟုတ်ဘူးကြီးရောင်းဖို့ကွာဆိုဘယင်ကတပီပဲရဖြတ်တယ်ဆိုကျန်တဲ့ကုန်တွေဟောဝယ်နိုင်မလားဝယ်နိုင်တော့မဝယ်ရဘူးရှင်းလားအဲ့တော့ဟိုကောင်းတဲ့အခက်တွေ့ကုန်တော့မြင်းကုန်တယ်တွေဘာလို့တော့ဆိုတော့အရင်ရပြတ်လိုက်ရှာငါတို့ဝန်ကြီးဘယ်ရောက်သွားလဲလိုက်ရှာတွေ့တော့ပါသေးတယ်သူကလွတ်လွတ်လပ်လပ်ဘယ်ရောက်ဘူးသွားနေလို့နော်ငိုရင်အကျေကျုပ်ဆိုပြဿနာအဲ့တော့တခါလဲသွားလိုက်တော့တွေ့တော့ဟာအမကြီးဘာလို့နေတာတော့ဟာဘာလို့အောင်မလဲငါရာထူးမရှိတော့ဘူးရာထူးပြုတ်သွားပြီနော်အဲ့မင်းတို့ကတော့ရောင်းဝယ်အခုမြင်း900သေးလာတာအရင်တစ်ခေါက်ကအမကြီးမှာလိုက်တာလေမြင်း900အခုအကောင်းနေကြီးရှယ်တွေကြီးရှားပြီးဝယ်လာကမှဟိုမှာရှင်မင်းကရာပြတ်ပုံကြည့်ပါဦးဘယ်လောက်ပြတ်လိုက်တော့ဆန်းတပီဟေးမြင်း900လုံးဘယ်လောက်တဲ့တကောင်တောင်ဆန်းတပီမကဘူးနော်အခု900ကိုဘယ်လောက်လဲဆန်းတပီပဲရာပြတ်လိုက်တယ်ဩအဲ့ဒါလို့လားအဲ့ကဲပါဦးများကျုပ်တို့ဘယ်လိုလုပ်ရမလဲမရောပြန်တော့လဲအပြင်သွားရောက်ရတော့မှမဟုတ်ဘူးဘယ်သူမှဝင်ရဲမှလည်းမဟုတ်ဘူးရှင်မင်းကတပီပြတ်ထားတယ်ဆိုတာသူတို့ကပို့ဝယ်သူတို့ဘာခံမှာပေါ့ဗျာနော်အဲ့လိုကလည်းရှိတယ်နော်အဲ့တော့အဲ့ဒါနဲ့ကဲပါဦးဆိုတော့ဩဒီလိုလားတဲ့အေးပါကွာတဲ့ငါလဲမတတ်တာလို့ကြည့်နေရတာသို့တော်လည်းပဲအများဒုက္ခရောက်နေပြီတဲ့ကုံတွေလည်းတော်တော်များများညှိညူရှုံးပြီးတော့ပြန်သွားကြဒီလူပြည်သားတွေလည်းအကုန်ဒုက္ခရောက်ဒီရှင်မင်းလုံးပုံနဲ့တော့ဖဲနေပြီအဲ့တော့ဒီတစ်ခါတော့ငါမပါလို့မဖြစ်တော့ဘူးတဲ့ဒီပစ္စည်းကငါမှာထားတဲ့ပစ္စည်းမင်းတို့အတွက်လည်းနစ်နာတယ်အများအတွက်လည်းထိခိုက်တယ်ဆိုတော့ဒီလိုလုပ်ကွာနီးရှိပါတယ်ငါပေးလိုက်အဲ့ဒီရာပြတ်ကိုမင်းတို့သိရနော်အဲ့ဒါလုပ်လိုက်မင်းတို့နော်အဲ့ဒါတော့လုပ်ရှိဆိုတော့ဘုရားလောင်းကဒါလက်ပေးလက်ယူအပ်ပေးနော်
Hello, boy. Kaya Zagawe Pipi. No? You be Zagaha. The John the Bite. Not how we couches swallow. Maya. That was Sarah of your lobe. You go Sarah if you mention the lobe. Hey, Taulan Yedi, SVD. Well, I am in the zone desire. Doubt to Maya, Mabi or Gamabone, where you go. No? Attack go Ari go Bola. Shena. Doing a lot of the time of your Kajoka John Malone, you don't know. Still no? Era. Babylon also, they must eat it. Did I so be a Bayala La Beda? I pay the low, Jenny. Do I mean to pay like Baby don't have your low. Bayala Janadan, La Bemugu, I pay the la, but he is here. Dalile Qua, Dalile people loaded. And I be like any bogo the Bora Manelu Mahobu, Bora Mamma la you Mauya. La Bella you load there, Sura. Tambo machine to the load that look. Shena say that for Amashidu, a thing Yambian Yamashidu. How about I? Hello, the bogo and the Gogrea in Manala. Mamma move, but you kind of I low man so Grega and Duma Samabu. Hello, don't say that go there, that's all La Bella. Baby of your any Santa Gonza, who Minga go Santa Gonza, Santa Binet, and so any Santa people out there, Nello do me. Hobla. Baron? Below the Dubia made. Maybe no Mino de Lobiola, Santa Biu below than a semi see your baby. Parana be loud than Elubio. Baron. That's a whole loop, Yomana Yola. What? Minute. The thing be like the thing. Santa Viva said them, Minga, and go there, block we can. Copy like the thing. How we know? So go be my Yoma Uya. Eh? So you will know? Yeah. Copy like the day. Your kind. Yoma. And now the Nilagan will make any Imago copy as the guy, they be like it. Not Nilagan will like him. Nilagan Biology conference. No? Babila? Kuma the Riano, Roger Nilagan, so in Roger. Send you my infinity. Conference. No? Bale? Bolu no? And conference, not the name of conference, no? What you go so no, the one honey or go call her, you had a one year Binyasi, go call her a Piala. Hobagale Yabiago, the Carabe, JB, or the low lavi. Santa people out done. Varana the Bill out done. See the no? And then see me in the Yaudoyo. Yaudoyo, Mingo, the Lani, will be loving. Bella Legua, Meno Santa B. No? Yingaya, where my Venerable Yamalai. Mama Mini, General, you are a Mieniha, at the 2 million pound of Yingaya, Jebale. Any Minga go dinga, Santa Binet, then Yabiaka Jado. General Mazilu, maybe as a any Santa Bi without time at the lay. How we know? Santa Bi? Without time at the lay, Yabia, hey, Yabia, Biosan, Santa Bi without that, made it, Malava made a doing Santa Usana, a being Usana, though ya chair, Baran, the low tight amare. Santa be a dime even. Bamashilo. Bamashida. Yamashida. That do not tight down a lola. Oh, boo. A cool no one's the border manet. You were a shidla. Send manet against Sarida. Say that Koala Machi, Sarita Mandaile, Machi. A thing Yambiale, Machi, Nayabia Kanara Uya. Sina. Hello, any bogo, Latola down there, below down the other day. Santa Bia, Barana the below down there, address Sana Usanare, address of the Barana the dying Sana Usana Bale Makata. How we know? Barana the by Neka, Usana Loya J. How we know? Hello. Any J won't go to a building.
12ယူဇနာအတွင်း12ယူဇနာအပြင်ယူဇနာ300အကျယ်ရှိတဲ့ဗာရာဏသီနဲ့တန်ဖိုးချင်းညီမျှပါတယ်ပြောလိုက်ဘယင်မျိုးလုံးပြူသွားရှင်းလားဘယင်ကလည်းလစာဒီလောက်ပေးပုံမရဘူးကြည့်လက်ကဘယ်လောက်ထိုးသိဆိုတော့အဲ့ဒီမှာရောက်နေပြီဘုရားလောင်းကနောက်ကအမတ်တွေအများကြီးမရှိဘူးလားဩမင်းကြီးတဲ့တဲ့ဗာရာဏသီကစံတပြေလောက်ပဲတန်သလားဟမ်အမတ်တွေကပြောပြီဟမ်တော့ပါကလားဗာရာဏသီကဩတဲ့ဒါကြောင့်ဒီလိုကျွမ်းကျင်တဲ့ရာပြတ်တွေပါလေနဲ့ဆိုတော့မင်းကြီးဒီရာပြတ်မျိုးနဲ့တော့မင်းကြီးနဲ့ပဲတန်ပါတယ်ဘယ်သူမဆိုတန်ရပဲရတယ်အဲ့ဒါလေးမှတ်ထားသိလို့ရပါပြီရှင်းသလားသဘောပေါက်သလားအေးငါတို့သာသနာနဲ့ထိုက်တန်အောင်လုပ်မှသာသနာငါတို့လက်ထဲမှာရှိတော့မှာနော်ရှင်းသလားမဟုတ်ရင်တော့ရာပြတ်နဲ့တွေ့မယ်ရှင်းကြလားအဲ့ဒါဘေးကအမတ်တွေနဲ့ဘုရားလောင်းကဘာဝင်ပြောလဲဆိုမင်းကြီးတဲ့ထိုက်တန်ပါပဲတဲ့ဒီလိုရာပြမျိုးနဲ့အသင်မင်းကြီးနဲ့ပဲထိုက်တန်ပါလေဆိုတော့ဘယင်ညီလာconference ကြီးမှာဘာဖြစ်သွားလဲအဆက်ကွဲပါဘာဖြစ်သွားလဲရှင်းရလားဒီစလားတော့ဆက်ပြောလို့အပူပဲဒါပဲပြီးပါပြီဟုတ်ပြီနော်ကိုလည်းဦးဇင်းတို့တရားပွဲကြီးမှာသာသနာတော်နဲ့ထိုက်တန်အောင်ပြုမှုနေထိုင်ဖို့ပြောတာဒီပြောတိုင်းမပြောတိုင်းရှင်းအမကျက်သူတော်ကောင်းတို့မှာတန်ဖိုးရှိတဲ့အဆုံးအမတွေနဲ့တန်ဖိုးရှိတဲ့အပြုမှုအနေအထိုင်အကျင့်ကြံမရှိဘဲနဲ့ထိုက်တန်မှာမလားရှင်းလားတို့ထိုက်တန်တဲ့စိတ်ဓာတ်တွေရှိအောင်မလုပ်ကြမှာလေ့ကျင့်ကြပါသဘောပါလားဟင်ထိုက်တန်တဲ့အရင်နည်းမရှိဘဲနဲ့တန်ဖိုးရှိတာကိုရနိုင်ပါမလားဗုဒ္ဓံဆိုတဲ့ဘုရားယရနာသည်လောကမှာတန်ဖိုးရှိမရှိအဲ့ဒီတန်ဖိုးရှိသောယရနာကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်ထိုက်တန်တဲ့အရင်နည်းတော့ပေးရပါလိမ့်မယ်ရှင်းလားဘာမှအချောင်လိုခြင်းလို့တော့ဗာရာဏသီမင်းကြီးအချောင်လိုခြင်းတော့ထိုက်တန်တဲ့အချောင်သမားနဲ့ပဲတွေ့သွားတယ်ရှင်းလားအဲ့တော့တော်ကောင်းတို့တရားရှိအဲ့ဒါလို့အချောင်ပဲကြိုက်ကြမလားထိုက်တန်တဲ့အရင်နီးပေးကြမလားရှင်းသလားမိမိကိုယ်တိုင်လုံလဝရိယဉာဏ်ပညာကိုအာမကိုပဲနဲ့ဘာတစ်ခုမှအလွယ်တကူရနိုင်တယ်လို့မရှိပါဘူးရှင်းသလား900ရခြင်းရင်900တန်အောင်လုပ်ပါ9000ရခြင်းရင်9000တန်အောင်လုပ်ပါရှင်းသလားဒီနေ့အမတန်ဘုဒ္ဓနဲ့သာသနာတော်ကြီးအတို့ရှိတည်တံ့ပြန့်ပွားခြင်းနဲ့ဆိုရင်သာသနာနဲ့ထိုက်တန်တဲ့အမူကျင့်ကိုရှင်းကြပါမယ်ရှင်းသလားဘုရားကဘု து ကိုဘု து အားကိုးဘယ်လိုအကျိုးပေးမလဲအဲ့တော့တန်တရားတစ်ခွင်မှာခင်ဗျားတို့ကျိုးတို့အဝိဇ္ဇာပစ္စယသင်္ခါရရမ်းလုတ်ခဲ့ကြတဲ့အတွက်ဗယံပရာဘေးကြီးသိနေပြီအခုလဲသင်ဆဲပဲဆိုတာမသိကြဘူးလားသိညင်လို့သိခဲ့တာလားအလုတ်လွဲခဲ့လို့လားအဲ့တော့ဦးသိန်းကတော့အလုတ်လွဲတယ်ဆိုတာထက်ဒီတရားပွဲမှာတစ်ခုပဲပြောချင်ပါတယ်အချောင်ကြိုက်ခဲ့လို့ဘာဖြစ်လို့လဲအဲ့တော့အချောင်ကြိုက်ရင်တော့ခြောင်တာနဲ့ပဲရမှာရှင်းလားဘုံမှာသွတ်ချောင်ကြောင်အမောင်းနဲ့အမတ်နဲ့သွားတွေ့တယ်လေရှင်းလားအရေးချင်းမပြည့်မီတဲ့အမတ်နဲ့သွားတွေ့တော့ဗာရာဏသီတပြည်လုံးဘလောက်ပဲတန်တော့သန္တပြည်တန်တော်သေးတာပေါ့ရှင်းလားတပြည်ကိုမတန်တော့ရင်ခက်မနော်ဟမ်ဒီရောရှင်းလားကလားသဘောကျရလား
မှတ်သားစရာလေးတွေဦးဇင်းတို့ဒီလောက်နဲ့ပဲဏိဂုံးချုပ်ပါပြီအဲ့တော့အာလုံးတတိပညာကိုအရင်တီးပြီးတော့ထိုက်တန်တဲ့အရင်ဤတော့ပေးကြပါမယုံမလွန်နဲ့ကြိုးစားမှုနဲ့စိုက်ရပါလိမ့်မယ်အချောင်ရပါမလားမရပါဘူးတတိထားဝရိယစိုက်ပညာနဲ့ကြီးပြန်ပြောပါမေမေရောရောပေါ်ပေါ်ဆဆနေကြမလားကြိုးစားကြမလားသာသနာနဲ့သက်ဆိုင်တဲ့အလုပ်လုပ်ရင်သာသနာနဲ့ထိုက်တန်တဲ့လူတွေဖြစ်အောင်ကြိုးစားပါဒီနေ့သလားတို့ဘုရားရှင်ကြီးကစိတ်ငြိမ်မှုကိုလိုရှိရဲ့ငါတို့လည်းစိတ်ငြိမ်စွာနေမယ်စိတ်ငြိမ်စွာနေခြင်းအပြင်ဘုရားတရားသံဃာကိုပူဇော်မယ်ရှင်းသလားမှန်သောစကားကိုပြောခြင်းဖြင့်ကိုယ်ဘဝတန်ဖိုးကိုမြင့်တင်ပါရှင်းသလားမမှန်သောအလုပ်ကိုမလုပ်ကြပါနဲ့တဘဝတဏ္ဍစာကိုမကြည့်ပါနဲ့ရှင်းသလားမိမိရဲ့အနေထိုင်ပြည့်ယွင်းချွတ်ယွင်းမှုကြောင့်သားစဉ်မြေးဆက်ပျက်စီးဆုံးရှုံးမဲ့အလုပ်မျိုးကိုမလုပ်ပါနဲ့သာသမီမကောင်းတာသည်မိဘကောင်းမဲ့တာဝန်ယူတတ်ပါရှင်းလားဒီနေ့သာသနာတော်ကြီးကဘသူတွေလက်ထဲမှာရှိပါသလဲဒါပြင်ဘသူတာဝန်လဲတာဝန်ကြည့်ပါစေရှင်းလားအဲ့တော့ခုခေတ်ကြီးကမကောင်းဘူးဘုရားလို့ညီးနေရအောင်ခမည်းဘလောက်ကောင်းသလဲလို့မေးရပါလိမ့်မယ်တန်ရပဲကြည်လက်သလားဒါဖြင့်ဘာနဲ့နေကြဉာဏ်နဲ့ဉာဏ်ဆိုတာအကောင်းအဲ့တော့ရန်လို့ကြမလားသိအောင်လုပ်မလားဘာလို့ကာယကဝစီကမနောကမှာဘာဥစည်းရကျင်သလားမနေ့ကပြောခဲ့ပြီနှစ်ဖက်မြောင်ကြည့်ပါကျင်သလားထိုက်တန်တဲ့အရင်နည်းတွေပေးနိုင်အောင်ကြိုးစားပါမိမိရဲ့စိတ်ကိုပြုပြင်ပါကျင်သလားကဲဒါဖြင့်ခန္ဓာဘယ်နှပါတော့တို့ရထားတဲ့ခန္ဓာကြီးကမြဲသလားမမြဲဘူးလားပိုင်သလားမပိုင်ဘူးလားအဲ့တော့မမြဲသောမပိုင်သောခန္ဓာကြီးကိုအရင်တည်ပြီးတော့အကျိုးမရှိတဲ့အလုပ်လုပ်ပြီးအချိန်ကုန်မလားအကျိုးရှိအောင်နေကြမလားအနေတတ်မှအနေမှန်မှရှင်းသလားဒါဖြင့်အနေမှန်အောင်ကြိုးစားကြစို့ရင်းနှီးမှုတော့အချောင်တော့ချောင်တာများလိုချင်ကြသေးလားမလိုချင်ဘုသူဝိရိယဘုသူစိုက်အလုံးကြိုးစားရင်ရနိုင်မရနိုင်ပြင်လို့ရပါဦးဗလားယုံသလားယုံရင်တတိထားအဲ့တော့ခန္ဓာမှန်ရင်ဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲကဲတော့သစ္စာ၄ချက်တစ်ပြိုင်တည်းကိုက်မှသာလျှင်တန်တရားဝတွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ်ဆာသောသတိတရားမလျှော့သောဇွဲလုံးလကိုလက်ကင်ထားပြီးတော့ယရနာနဲ့ထိုက်တန်အောင်ကြိုးစားကြပါစို့လို့တိုက်တွန်းရင်းနဲ့ဒီညဒီမြနဲ့ပဲဏိဂုံးချုပ်ကြစို့